design ဆွဲထားတဲ့ logo တွေ template တွေကပြန်ယူလို့မရတော့ဒီနေ့ခေတ် digital marketing မှာ Canva ကဒီ creator တော့ design သမားတွေတော့မရှိလက်ဆွဲဆိုရင်မမှားပါဘူးဒါပေမဲ့သူ့ကို free သုံးတဲ့ခါကျတော့အကန့်အသတ်တွေအများကြီးရှိနေတာကိုသိထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့လို့ creator သမားတွေက pro way သုံးတာခက်တာကအဲ့ဒီ pro way သုံးပြီးသိမချခင် log out ဖြစ်သွားတယ်။ log out ဖြစ်သွားတဲ့အခါမှာကိုပေပေမမ design ဆွဲထားတဲ့ logo တွေ template တွေကပြန်ယူလို့မရတော့ login ဝင်လို့မရတော့သူတို့ကတော့ service ပေးတဲ့အနေနဲ့နောက်ထပ်အကောင့်အသစ်တစ်ခုပေးတယ်ဒါပေမဲ့အဆင်မပြေဘူးပထမအကောင့်ဝင်လို့မရတဲ့အတွက် design ကိုပြန်ယူလို့သုံးလို့မရတော့တဲ့အခြေအနေတစ်ခုဖြစ်သွားတယ်ဒါကအရန်ကိုခံရခက်တဲ့ပြဿနာတစ်ခုဖြစ်တယ်ဆိုတော့ဒီပြဿနာတွေမဖြစ်အောင် pro အကောင့်တော့ pro အကောင့်ပဲဒါပေမဲ့ pro owner အကောင့်ကိုဝေသုံးဖို့လုပ်တယ်အဲ့ဒီလို owner ကဝေသုံးတဲ့အခါမှာ email တွေရော password တွေရောကျွန်တော်တို့ရတယ် email နဲ့ password ရလိုက်တဲ့အခါမှာပုတ်ကိုကျွန်တော်ပြန်လျှောက်လို့ရတဲ့အတွက်ကိုယ့်ရဲ့ number အကောင့်ကတခြားဆက်မှာသုံးမယ်တခြားနေရာမှာသုံးမယ်ဆိုကိုယ့်ရဲ့ email နဲ့ပြန်ပြီးတော့ login ဝင်ပြီးတော့ပုတ်ကိုပြန်တောင်းလို့ရတယ်ဒါမျိုးတွေဖြစ်တဲ့အတွက်စိတ်ချလက်ချသုံးလို့ရဆိုတော့ဒီအဆင့်ထိကိုအဆင်ပြေသွားပြီဒါပေမဲ့တချို့သောသူတွေက pro owner အကောင့်ဝေလိုက်ပြီးတော့မှစိတ်ချလက်ချသုံးနေနေမှာအကောင့် log out ဖြစ်သွားတယ်log ဖြစ်သွားတဲ့အခါမှာကုတ်ကိုဘယ်လိုမျိုးတက်ရှာရမှမသိဘူးအဲ့ဒီအတွက်ကိုကျွန်တော်ဒီခု sharing လုပ်မဲ့ video file မှာအစဆုံး step by step တင်ထားပြီးတယ်အဲ့တော့ကျွန်တော် promote ဆုံးအနေနဲ့ website တစ်ခုခုဝင်လိုက်မယ်ဝင်လိုက်ပြီးတော့ mail.com ဆိုတော့ကျွန်တော်ရိုက်ရှာလိုက်မယ် mail.com ကို mail.com website ထဲဝင်သွားပြီအဲ့ဒီအချိန်မှာ login လုပ်လိုက် login လုပ်လိုက်တဲ့အခါမှာအဲ့ကျွန်တော်တို့ owner account တစ်ခုဝေထားတယ်ဆိုတော့ဒီ account တစ်ခုဒီနားမှာရှိမယ်ဒါဒီတိုင်း login ဝင်လိုက်မယ် login ဝင်လိုက်တဲ့အခါမှာကျွန်တော်ဒီစာမျက်နှာလေးကိုကြောက်ပါဒါကစာမျက်နှာလေးကိုရောက်တယ်ပေါ့နော်မီးရဲ့စာမျက်နှာလေးကျွန်တော်ဒီ Canva တွေကိုသွားပြီးတော့အရင်ပထမဦးဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီအရင်ရှိခဲ့တဲ့ account တစ်ခု log out လုပ်အောင်log out လုပ်လိုက်တာနဲ့ကျွန်တော်ဘာတွေ့ရမလဲဆိုရင် log out လုပ်မယ် log out လုပ်လိုက်တာနဲ့ဒီစာမျက်နှာကိုတွေ့ရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာကိုသိချာမှတ်ထားမှာဒါကတော့ကုတ်တောင်းတဲ့နေရာပေါ့ခဏပြီးလို့ရှိရင်အဲ့ကုတ်ကိုကျွန်တော်ဒီမှာထည့်ရမယ်ဆိုတော့အဲ့ကုတ်ကိုဘယ်မှာသိရမလဲဆိုတော့ဒီ inbox ထဲက mail စာမျက်နှာရဲ့ inbox ထဲကနေပြီးတော့ကျွန်တော်ကုတ်ကိုတောင်းရမှာဖြစ်တယ်အဲ့ကုတ်ကိုကြားဖို့အတွက်ကျွန်တော်မလုပ်ရလဲဆိုရင် inbox ထဲမှာ refresh ဆိုတာလေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်တယ်ဒီမီးလေးမှာကုတ်နာမည်လာတောင်းရတာဖြစ်တယ်ဆိုတော့အဲ့ကုတ်နာမည်ကိုကျွန်တော် copy ယူအဲဒီမှာကုတ်ကြပြီနော်အဲ့ဒီကုတ်နာမည်ကို copy ယူပြီးတော့သူတို့ကမှတ်ခဲ့တဲ့စာမျက်နှာမှာ pass တက်လုပ်လိုက်ရင်ကျွန်တော် camera လေးကိုကြောက်တော့မှာဒါဆိုရင်ကျွန်တော်တို့ကစိတ်တိုင်းကြောက်ကို design ပဲဆွဲ address ထပ်ပဲလုပ်စိတ်တိုင်းကြောက်လုပ်လို့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ machine လာရှိပြန်ကြည့်လို့ရအောင်စစ်ထားလို့ရတယ်မသိတာရှိရင်လည်း comment box မှာမေးလို့ရ Telegram channel မှာလည်းအသေးစိတ်ဒါလည်းမေးလို့ရပါတယ်